မင်္ဂလာပါကျွန်တော်နာမည်မျိုးမင်းပါဒါကတော့ရွှေမြေပညာရေးရဲ့လက်တွေ့သုံးအင်္ဂလိပ်စာစဉ်တွေကသင်ခန်းစာနှစ်ပါဒီသင်ခန်းစာမှာခင်ဗျားဟာကိုယ်တိုင်နဲ့တခြားသူတွေအကြောင်းဘယ်လိုပြောရမလဲဆိုတာကိုလေ့လာမှာပါဒီတရုတ်ပြရုပ်ရှင်ကားကိုဘယ်ချိန်မှာပဲဖြစ်ဖြစ်ခဏရပ်လိုက်ဖို့ဒါမှမဟုတ်ပါဝင်တဲ့အခန်းတစ်ခုကိုချိန်ဖန်များစွာထပ်တလဲလဲကြည့်ဖို့အတွက်လိုအပ်မယ်ဆိုရင်အဲ့ဒီလိုသာလုပ်ပါကိုနဲ့ကိုက်ညီမဲ့အရှိန်နှုံးနဲ့ဒီတရုတ်ပြရုပ်ရှင်ကားကိုချိန်ဖန်များစွာထပ်တလဲလဲလေ့လာကြည့်ရှုရင်ကိုလေ့လာထားခဲ့ပြီးသမျှပို့ပြီးတော့ကောင်းကောင်းဆွဲဆွဲမြဲမြဲမှတ်မိပါလိမ့်မယ်ကဲခင်ဗျားရဲ့အလုပ်အကြောင်းဘယ်လိုပြောမယ်ဆိုတာလေ့လာရင်းနဲ့စလိုက်ကြအောင်အဲ့ဒါကိုအင်္ဂလိပ်လိုပြောဖို့သိမခက်ပါဘူးဥပမာအားဖြင့်ခင်ဗျားဟာဆရာတယောက်ဆိုရင် I am a teacher အဲ့ဒီလိုပြောရမှာပဲမှတ်မိရမှာကတော့ I ဆိုတာကျွန်တော် am ဆိုတာ the ဟာအဲ့လိုတွေပဲရပြီ A ကတော့အရေးအတွက်တစ်ဖြစ်ပြီးဒီနေရာမှာတယောက်ပေါ့ teacher ဆိုတဲ့စကားလုံးကတော့ဆရာကိုပြောတာပါအဲ့ဒီတော့ I am a teacher အဲ့ဒီလိုပြောတဲ့အခါကျွန်တော်ဟာဆရာတယောက်ပါလို့အဓိပ္ပာယ်ရပါတယ်ထပ်ခါဆိုကြည့်ပါပြီးတော့လေဆိုလိုက်တဲ့စကားလုံးတိုင်းရဲ့အဓိပ္ပာယ်ကိုနားလည်သဘောပေါက်အောင်လေစဉ်းစားကြည့်ပါကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပါ I am a teacher I'm a teacher ကောင်းပါတယ်အခုခင်ဗျားမှာရှိနိုင်မဲ့အလုပ်တွေတွေကအခြားစကားလုံးတွေကိုလည်းလေ့လာကြည့်ကြအောင် Doctor ဆိုတာဆရာဝန်ကိုပြောတဲ့စကားလုံးပါဒါကြောင့်ခင်ဗျားက I am a doctor အဲ့လိုပြောရင်ကျွန်တော်ဟာဆရာဝန်တယောက်ပါလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပါ I am a doctor I'm a doctor သိကောင်းပါတယ်အခုတခါအတတ်ပညာရှင်တွေအတွက်အခြားစကားလုံးတွေကိုလေ့လာကြအောင် Doctor ဆိုတာဆရာဝန်ကိုပြောတဲ့စကားလုံးပါအဲ့ဒီတော့ I am a doctor ဆိုတာကျွန်တော်ဟာဆရာဝန်တယောက်ပါလို့အဓိပ္ပာယ်ရပါတယ်ထုံနည်း၎င်းပဲ Soldier ဆိုတာစစ်သားကိုခေါ်တာပါအဲ့ဒီတော့ I am a soldier ဆိုတာဟာကျွန်တော်ဟာစစ်သားတယောက်ပါလို့အဓိပ္ပာယ်ရပါတယ် Policeman ဆိုတာတော့ရဲသားကိုခေါ်တာပါဒါကြောင့် I am a policeman အဲ့ဒီလိုပြောရင်ကျွန်တော်ဟာရဲသားတယောက်ပါလို့အဓိပ္ပာယ်ရပါတယ်ကဲအခုကျွန်တော်တို့အလုပ်တွေနဲ့ပတ်သက်ပြီးပြောဆိုနိုင်တဲ့ဒီမတူညီတဲ့အကြောင်းအရာတွေကိုပြောဆိုကြည့်ကြအောင်ပြီးတော့အဲ့ဒါတွေကဘာအဓိပ္ပာယ်တွေလဲဆိုတာစဉ်းစားကြဆိုရဲ့ကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပါ I am a doctor I'm a doctor I am a teacher I'm a teacher I am a policeman I'm a policeman သိကောင်းပါတယ်အခုတခြားလူတွေရဲ့အလုပ်တွေအကြောင်းဘယ်လိုပြောရမလဲဆိုတာလေ့လာကြအောင် you အဲ့လိုပြောရင်ဒါခမရမင်းနင်းအဲ့ဒီလိုဆိုလိုပါတယ် you are လို့ကျွန်တော်တို့ပြောနိုင်ပါတယ်ဆိုလိုတာကခမရဟာလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပါ You are You are ကောင်းပါတယ်အခု he ဆိုတာသူလို့အဓိပ္ပာယ်ရှိတာကိုမှတ်ထားပါအဲ့တော့သူဟာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့က he is လို့ပြောနိုင်ပါတယ်ပြောချင်တဲ့သူဆိုတာဟာအမျိုးသမီးဖြစ်ခဲ့ရင်တော့ညီမလိုသူမပေါ့
သူမကိုအင်္ဂလိပ်လိုsheလို့သုံးလို့ပါတယ်အဲ့ဒီတော့သူမဟာလို့ပြောချင်ရင်ကျွန်တော်တို့က she is လို့ဆိုနိုင်ပါတယ်ကျွန်တော်နောက်ကလိုက်ပြီးဆိုကြည့်ပါ he is she is ကောင်းပါတယ်အခုတခြားသူတွေနဲ့သူတို့အလုပ်တွေအကြောင်းပြောကြည့်ကြအောင်သူဟာရဲသားတယောက်ပါလို့ဆိုလိုချင်ရင်ကျွန်တော်တို့က he is a policeman လို့ပြောနိုင်ပါတယ်အဲ့ဒီလိုပဲသူမဟာဆရာဝန်တယောက်ပါလို့ပြောချင်ရင် she is a doctor အဲ့ဒီလိုပြောနိုင်ပါတယ်ဒါမှမဟုတ် you are a teacher လို့ပြောခဲ့ရင်ခင်ဗျားဟာဆရာတယောက်ပါလို့အဓိပ္ပာယ်ရပါတယ်တခြားသူတွေရဲ့အလုပ်တွေနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုပြောကြည့်ပြီးအဲ့ဒါဘာဆိုလိုလဲဆိုတာကိုစဉ်းစားကြည့်ပါကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပါ you are a doctor you are a doctor he is a soldier he is a soldier I am a policeman I'm a policeman ရန်ကောင်းပါတယ် mine ဆိုတာကျွန်တော်ရဲ့ his ဆိုတာသူ့ရဲ့ her ဆိုတာသူမရဲ့ your ဆိုတာခင်ဗျားရဲ့လို့အဓိပ္ပာယ်ရတဲ့စကားလုံးတွေကိုမှတ်သားကြအောင်အဲ့တော့သူဟာကျွန်တော်ရဲ့ဆရာဝန်ပါလို့ပြောကြည့်ရင် he is my doctor ဒါမှမဟုတ်သူမဟာခင်ဗျားရဲ့ဆရာမပါလို့ပြောကြည့်ရင် she is your teacher အဲ့ဒီလိုပြောနိုင်ပါတယ်ကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ကြပါ you are his teacher you are his teacher she is her doctor she is her doctor ကောင်းပါတယ်တကယ်လို့အဲ့ဒီအကြောင်းအရာတွေတဲကအဓိပ္ပာယ်မသိတာတချို့ရှိခဲ့ရင်ဒီသင်ခန်းစာနဲ့အတူတွဲပေးထားတဲ့အညွှန်းထဲမှာကျေးဇူးပြုပြီးရှာကြည့်ပါအခုနောက်ဆုံးမေကွန်းဘယ်လိုမေးရမယ်ဆိုတာကိုလည်းလေ့လာကြအောင်ကျွန်တော်တို့လုပ်ကြရမှာကတော့အဲ့ဒီပေးထားတဲ့စာကြောင်းတွေရဲ့ပထမစကားလုံးနှလုံးကိုရှေ့နောက်ပြောင်းပြန်နေရာရွှေ့ပေးလိုက်ရုံပါပဲဥပမာအားဖြင့် I am လို့ဆိုမဲ့အစား am I အဲ့တော့ am I his teacher အဲ့ဒီလိုမေးချင်ရင်ကျွန်တော်ဟာသူ့ဆရာလားလို့ဆိုတဲ့အဓိပ္ပာယ်ပါပဲဒါဆိုရင် are you my doctor လို့ဆိုခဲ့ရင်တော့ခင်ဗျားဟာကျွန်တော်ရဲ့ဆရာဝန်ပါလားလို့အဓိပ္ပာယ်ရပြီ is he a soldier ဆိုရင်တော့သူကစစ်သားတယောက်လားလို့မေးတာပါကဲကျွန်တော်နောက်ကနေပြီးတော့လိုက်ဆိုကြည့်ပါဦး is she your teacher is she your teacher are you a policeman are you a policeman ကောင်းပါတယ်ဒီမေးခွန်းတွေကိုဖြေဖို့အတွက်ကျွန်တော်တို့ကဟုတ်တယ်ဟုတ်ကဲ့အဲ့ဒီလိုပြောချင်ရင် yes လို့ပြောရပြီမဟုတ်ဘူးဟင်းလို့ပြောချင်ရင် no အဲ့လိုပြောရပါတယ်ကျွန်တော်နောက်ကနေပြီးတော့လိုက်ဆိုကြည့်ပါ yes yes no no သိကောင်းပါတယ်ခင်ဗျားရဲ့လေးလာသင်ယူမှုတွေဟာအရန်ကောင်းပါတယ်အကြောင်းအရာတော်တော်များများကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာခင်ဗျားသိနေပြီပါပြီ
ခင်ဗျားလေ့လာပြီးသားအကြောင်းအရာတချို့ကိုပြန်လည်သုံးသပ်ဖို့အတွက်အပြန်အလှန်စကားပြောပြီးလက်တွေ့လေ့ကျင့်ကြည့်ကြအောင်ကျွန်တော်နဲ့အတူလေ့ကျင့်ဖို့